င်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်ပုံပြင်လေးကတော့မုတ်ဆိုးတန်ချောင်းနဲ့အရေးမဲကြီးအပိုင်လေးမုတ်ဆိုးတန်ချောင်းရဲ့စွန့်စားကန်အဆောင်နဲ့မင်းကြီးရဲ့မုတ်ဆိုးရဲ့စွန့်စားကန်ကအဖြေပဲဆိုတဲ့စကားကြောင့်တန်ချောင်းတယောက်အံ့အားတင်ပြီးကြောင်တောင်ထက်သွားခဲ့တယ်နတ်သမီးလေးကလည်းတန်ချောင်းကိုစိုးရင်တကြီးနဲ့ကြည်နေခဲ့ပါတယ်နတ်သမီးလေးကတန်ချောင်းမင်းရဲ့ရဲရဲမှုနဲ့တော်ရင်အတ္တတွေကြုံတွေကိုအခုချိန်မှလိုအပ်နေပြီငါဘက်ကမင်းကိုကူညီပေးမယ်လို့ပြောရင်ခရီးအတွက်လိုအပ်တဲ့တနန်းဒါအစားအစာတွေကိုပေးအပ်ခဲ့ပါတယ်။နတ်သမီးလေးကတန်ချောင်းကိုဥဆောင်ပြီးလှိုင်ကိုထဲမှပြန်လဲထွက်ခွာလာခဲ့ပါတယ်။ညာကအမောင်တို့ကပိုပြီးထူထပ်လာခဲ့ပြီးမကောင်းဆိုးဝါးရဲ့ဟိန်းတန်တွေကလည်းပိုပြီးနီးကပ်လာသလိုခံစားနေရပါတယ်။ညင်နတ်တထနတ်လာတဲ့တောနတ်ကြီးထဲမှာတန်ချောင်းရဲ့နတ်သမီးလေးတို့ဟာမကောင်းဆိုးဝါးရဲ့ခြေတိုင်လိုက်ပါလာတာကိုခံစားမိခဲ့ကြလေ။နောက်ဆုံးတော့သူတို့ဟာကြီးမားထွားချိုင်းသည့်မျက်လုံးနီနီတောက်ပနေတဲ့မကောင်းဆိုးဝါးကြီးနဲ့ရင်ဆိုင်တွေ့ဆုံလိုက်ရပါတော့တယ်။ကြောင်ရွံချင်းကိုဖျောက်ဖဲ့ပြီးတန်ချောင်းကသူ့ရဲ့တနတ်ကြီးနဲ့မကောင်းဆိုးဝါးကြီးကိုစတင်ဖိခတ်ခဲ့ပါတယ်။နတ်သမူးလေးကလည်းသူမရဲ့မော်အစွမ်းတွေကိုထုတ်ဖော်ပြီးအလင်းတန်းတဲ့မိပွားတွေနဲ့ဝိုင်းဝန်းကူညီတိုက်ခိုက်ခဲ့ကြပါတယ်။ပြင်းထန်တဲ့တိုက်ပွဲအကြီးမှာမကောင်းဆိုးဝါးကြီးဟာဒဏ်ရာတွေနဲ့ပြည့်နှံ့နေခဲ့ပြီးနောက်ဆုံးမှာတော့အမောင်တို့ထဲကိုအရေးတစ်ခုလိုတဖြည်းဖြည်းပျော်ဝင်ပျောက်ကွယ်သွားပါတော့တယ်။မကောင်းဆိုးဝါးကြီးပျောက်ကွယ်သွားတာနဲ့အတူတောအုပ်ကြီးတစ်ခုလုံးပြန်လဲတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။တန်ချောင်းနဲ့နတ်သမီးလေးတို့လည်းအောင်ပွဲခံတဲ့အနေနဲ့တဦးကိုတဦးပြုံးပြလိုက်ကြပြီးမိုးကုတ်ဆက်ဝိုင်းကနေနှွေးထွေးတဲ့နေရောင်ကြီးလေးတွေတောအုပ်ထဲကိုထိုးကြလာခဲ့ပါတော့တယ်။ကဲပုံပြင်လေးကတော့ဒီမှာပင်အဆုံးသတ်သွားပါပြီရှင်။နောက်ထပ်ပုံပြင်အသစ်တွေကိုဆက်လက်ပြီးတင်ဆက်သွားမှာဖြစ်လို့ like and subscribe လုပ်ထားဖို့မမေ့နဲ့နော်။ကျေးဇူးတင်ပါတယ်ရှင်။